ဖုန်းနေသေးတယ်ဟာအခုလည်းကြိုပြီးပြောကြတာလေလူတွေပြေးရမှာစိတ်ညစ်လား နေလည်းမရှိဘူး အခုပြောမအောင်ဘယ်နာလာမှာခွေးဖြစ်မှာ ဘယ်တော့မှခွေးဖြစ်မှာဘယ်တော့ အဲ့နာအင်းရမှာကြည့်အောင် ဟုတ်ကဲ့ရပါစေ ဒီနေ့မလည်းထုတ်ပြောရည်အင်ဂျီလည်းထုတ်ပြောရည်ပြေးဖို့ပဲကြံတော့တယ်ပြေးဖို့ ready မဖြစ်သေးပါဘူး fighting လို့ပြောပေးပါအောင် morning အခုဖြူက Glow Ultra Trail Run ပြေးဖို့အတွက် Glow ကိုရောက်နေပါတယ်ဒီနေ့က February 6 ရက်နေ့ဆိုတော့မနက်ဖြန်ပြိုင်ပွဲအတွက်လိုအပ်မဲ့ pin number တွေထုံမေး briefing တွေနားထောင်မှုအတွက်အခု breakfast စားပြီးတော့ pin number ထုတ်တဲ့နေရာကိုသွားရတော့မှာပါဆိုတော့ဖြူနေလိုက်ခဲ့ပေးကြပါဦးရှင် Hello ကိုကတော့ဒီဘလုံးဝင်းနဲ့ရောက်လာပါပြီ Glow 25ပြီးဖို့ pin number ထုတ်မယ် gear check လုပ်မယ်ဆိုတော့ဒါ gear check လုပ်ဖို့အထုတ်တွေပေါ့နော်ဖြော50ပြေးမှာပါဒီနေ့ကဆိုတော့အခု pin number ထုတ်မယ် gear check လုပ်ဖို့သွားလိုက်ပါအောင်မယ်ကွင်းထဲမှာတော့100ကီလိုမီတာနဲ့50ကီလိုမီတာပြေးမိပြေးသမားတွေအသီးသီးပြည့်နံထုံးမဲ့ဂီယာချက်ထုတ်ဖို့အတွက်ရောက်နေကြပါတယ်။ဒီချက်ကပါမလား။ဒီကက်ကဟိုဘက်တောင်လေးပါဟိုဘက်ထိပ်ဆုံးလေးပါဟုတ်ကဲ့ဟုတ်ကဲ့ဟိုဆက်ပြီးတော့ခုလည်းကြာဟိုချေဟိုရမ်းဒီလည်းပေါ့အာထွေးရှိဘူးရပြီနီယာစုပါမက်လေးတောင်းလို့ပြီးပြီလားရှင် လုပ်ပြီးသွားပါပြီ စုပါ go like ပါဖြူရို50နဲ့100ကီလိုမီတာသမားတွေပြည့်နံထုတ်ရက်ချက်လုပ်ပြီးတော့ပွဲရတာဝန်ရှိသူတွေပြောတဲ့ briefing ကိုနားထောင်ကြပါတယ် I think they ran. Understand? All right, very good. So, thank you very much for being here. Congratulations. briefing လည်းနားထောင်ပြီး big number လည်းထုတ်ပြီးရက်ချက်လည်းလုပ်ပြီးဆိုတော့ဖြူအတိ runner စီနဲ့တွေ့တော့ Doki ဖြစ်ပါတယ်လေဖုတ်ပါတယ် ဒီနေ့တော့ဘာမှပင်လည်းမရှိပင်လည်းမရှိ အခုပြောမအောင်ဘယ်နာလာမှာခွေးဖြစ်မှာ ဘယ်တော့မှခွေးဖြစ်မှာဘယ်တော့ အိုင်နာကြီးကခွေးရောက်ဘူးတာအစင်းပြီးပြန်အတက်ကြီးမှာ ဟုတ်တယ်ကိုရောက်ဘူးလားစင်းပြီးပြန်တက် ပြန်အတက်အိုင်နေရနေအရန်ပူပြီးတော့အဲ့ချိန် ဒီဘူးဘာပင်မှမရှိဖုန်းနေသေးတယ် ဟာအခုလည်းကြိုပြီးပြောကြတာလေလူတွေပြေးရမှာစိတ်ညစ်လားစောင်းနေနော်ခွေးရောက်ဘူးတာမှာတွေ့မယ်နော်အဲ့ချိန်မှာဝန်ပရိကချုပ်ပြီးပေးခဲ့မယ်နော်ဟာပြန်မနေပြီ ဒီကကြီးကချုပ်ခဲ့လိုက်ဟုတ်ချုပ်ခဲ့လိုက်ပါမယ်ပေးခဲ့မယ်နော်ပစ္စည်းခွေးရောက်ဘူးတာပြန်မရရင်တော့မရအောင် တော့မှလည်းချုပ်လို့ရ CP1 မှာတည့်ရလူရှိဘူးလေ CP2 မှာသူနဲ့တွေ့မှာ Okay, I'll just take fighting လို့ပြောရပေးကြပါအောင် fighting man. ဖိုက်တင်းမှာ ရုပ်သူကပေးမှာလေ ဒီမှာပဲရှိမှာလားမရအောင်ဘူတာတစ်ခုခုမှစောင့်နေတတိယပဲနဲ့ကိုလည်းတရားလောက်ချရတယ်လေ ဒါနဲ့ဟိုနဲ့ဒီထိုက်တယ်နော် ဒါ50ကီလိုမီတာပါဖြူပြရမယ်လမ်းကြောင်းဖြူပြရမယ်50ကီလိုလမ်းကြောင်းမြေပုံတေချာကြည့်တယ်ပြီးတော့စီနီယာအကိုရန်နာစီနဲ့စကားပြောပြီးတော့ဘုတ်မှာဖြူရဲ့နာမည်ကိုရှာပြီးတော့တပုံရိုက်တဲ့ session လေးတစ်ဖြက်လုပ်လိုက်ပါသေးတယ် အမဘယ်နဲ့မလောက်လဲ 590 That's my name ဖြူအခုက big number လည်းထုံပြီးွားပြီး gear check လည်းလုပ်ပြီးွားပြီပေါ့နော်ဖြူအင်းလေးပြေးပြီးလို့နှစ်ပတ်ကြော်ကြာပြီးတဲ့အချိန်မှာအခုဒီကလော50ကိုပြေးဖို့အတွက်ရောက်နေရပါဒီကလောကပြောရမယ်ဆိုရင်ဖြူရဲ့ first time ဒီ trail ပြေးတာကလော trail run ကဖြူရဲ့ first time ပြေးတာပါမနစ်ကပေါ့နော်မနစ်ကဖြူပထမဦးဆုံးပြေးတဲ့ပွဲပါဒီနှစ်ကဖြူရဲ့ second time ပေါ့နော်ဒုတိယတစ်ချိန်ပြေးမှာပါဆိုတော့ဖြူဒီအပြေးလောကတွေကိုစားရောက်လာတာဒီနေ့နဲ့ဆိုရင်တစ်နှစ်တိတိပြေးပါပြီဆိုတော့ဒီတစ်ခေါက်ကတော့ကီလိုတိုးဝိုင်းပေါ့နော်ကီလို50ကိုပြေးမှာပါမနစ်ကတော့25ကိုပြေးပါရယ်ဆိုတော့ဒီနေ့ကရန်တော့အခုတည်းကစိတ်တော့လှုပ်ရှားနေပြီ briefing နားထောင်ပြီးတဲ့အချိန်မှာလူက anxiety နဲ့တက်သွားတယ်အစတော့ easy ပဲပေါ့နော်ဒါပေမဲ့အခုကတော့နားထောင်ပြီးတချို့လမ်းတွေကနည်းနည်းကျန်းတယ်တို့ခက်တယ်တို့ပေါ့နော်လူမျိုးတွေကြားတယ်ပြီးတော့ကိုယ့်ရဲ့ senior တွေပြောဟိုဒီလမ်းချောင်းပြေးဖူးထားတဲ့လူတွေပြောတဲ့အချိန်မှာနည်းနည်းလေးတော့စိတ်ပူတယ်ဒါပေမဲ့လည်းဖြူအကောင်းဆုံးကိုလုံးမယ်လို့တော့ဒီစဉ်းစားထားပါတယ်ဆုံးဖြတ်ထားပါတယ်ဆိုတော့လက်ပြန် race day ကြရင်ဖြူနဲ့တူတူပြန်တွေ့ရမယ်ဒီတစ်ခေါက်ဖြူပြေးမှာတော့ကြောက်သေးမဟုတ်ပါဘူးဖြူတငယ်ချင်းမို့ပါဖြူနဲ့တူတူပြေးဖို့အတွက်ခေါ်ရပါတယ်ဖြူတငယ်ချင်းမို့နဲ့ဒီ trail 50 km ကိုတူတူပြေးမှာပါဆိုတော့အားလုံးနဲ့လက်ပြန်တွေ့ကြပါမယ် see you bye bye ဘလုံးငွေကနေဖြူနေတဲ့နေရာကိုပြန်ရောက်လာပြီးတော့မနက်ပြန် race day မှာဖြူဝစ်မဲ့ဝစ်စားတွေသုံးမဲ့ပစ္စည်းတွေကိုတေချာလေးစစ်တယ် gear check ပြန်လုပ်တယ်ပြီးတော့ outfit check လေးတစ်ချက်လုပ်ပါတယ်
အခုကဖြူဟိုတယ်ကိုပြန်ရောက်လာပြီးမနက်ဖြန် race day အတွက်ဒီဝတ်မဲ့အဝတ်စားတွေ gear တွေ check လုပ်နေတာဒီမှာပါဒီမှာအောက်မှာချပြီး check လုပ်နေတာပြီးရင်တပုံလေးပါလေးဆိုင်မယ်ပေါ့နော်ပြီးသွားရင်အောက်မှာမိုးကအောက်ထပ်မှာနေရမိုးနဲ့အတူတူဒီ race day မနက်ဖြန်မှာပြေးမဲ့ဒီ route ပေါ့နော်မြေပုံကိုသွားပြီးတော့ကျတို့ဒီ strategy plan ချမယ်ဘယ်လိုမျိုးလေးပြေးမလဲမြေပုံဘယ်နေရာမှာဘယ်လိုမျိုးလေးဒီအခက်အခဲလေးရှိလဲပေါ့နော်နှစ်ယောက်အတူတူပြေးမှာဆိုတော့အတူတူတိုင်ပင်ပါမယ်ဆိုတော့အောက်ကိုသွားပြီးတော့မိုးနဲ့ဒီမြေပုံလမ်းကြောင်း strategy planner လေးတောက်ထုတ်လိုက်ပါဦးမယ်ဒီအထိအစားထွက်တွေကအတက်တွေတောင်းမှာပါဖြည်းဖြည်းချင်းစီနဲ့တောင်းရမယ်တောင်းဒါကနေစနစ်လောက်မှနည်းနည်းလေးပြန်ဆင်းမယ်ပြန်တက်မယ်ဒီကနေလုံးဝအစင်းလေးဖြစ်မှာအဲ့ကနေအစင်းဆိုရင်ကုယုတ်ဘူတာကိုရောက်မယ်ကုယုတ်ဘူတာရောက်တဲ့အချိန်မှာ CP ဒါကုယုတ်ဘူတာက CP2 กว่า CP2 ရောက်လို့ရှိရင်ကုယုတ်ဘူတာရောက်ပြီအဲ့အချိန်မှာကီလိုကဟိုလောက်ရှိသွားပြီ19-20ပေါ့နော်ချက်ပွိုင်း2ရောက်ရင်ချက်ပွိုင်း2မှာတော့မှ break ကချုပ်ခဲ့ဖို့စဉ်းစားထားတယ်အဲ့နောက်ပိုင်းတော့ရှော့ကပူတော့ဒီလားမနက်ကကြော်သွားပြီဆိုဒါတော့အစင်ပြီးရင်ဒီအတက်ကတော်တော်ဆွဲလို့ပြောတော့ကွာအရှိရပြီးခဲ့သူတွေကလေဒီအတက်ရောက်ရင်တိုင်းကြည့်တာတော့ဒီအတက်ကိုကြော်သွားနိုင်နောက်ကလွယ်သွားပြီလို့ပြောတယ်ဒီအတက်ကဘလောက်ကနေစတက်မလဲဆိုရင်22ပေါ့22ကနေ28ပေါ့နော်အဲ့ဆိုရင်28လောက်အဲ့ဆို5 or 6ပေါ့နော်အဲ့5ကီလိုကတော်တော်ယုံရတယ်လို့ပြောရကွာအရှိအရင်ပြေးထားတဲ့လူတွေကပေါ့နော်အဲ့လိုဆိုတော့အဲ့ချိန်ကိုအရင် waste မလုပ်ဘဲနဲ့ကွာနည်းနည်းတော့ပြေးလိုက်ရှောက်လိုက်ပေါ့နော်ဒါပေမဲ့အတီးကြီးလိုက်လုံးဝတောက်လျှောက်ဖြစ်နေတယ်ဒါပေမဲ့ဟိုအတက်ကိုအဲ့ဒါကြော်နိုင်သွားရင်ရပြီကွာဒီလားအဓိကအမားတို့က DNF မဖြစ်အောင်ရင် cut off time မှီအောင်ရင်ကိုသွားရမယ်ကွာဒီအတက်ကိုပြေးတက်မပြေးဘူးလေအဲ့အတက်ကတော့ဒီတိုင်းပဲရှောက်လိုက်ပြေးလိုက်ပေါ့ရှောက်ပြေးလေးပေါ့နော်ဒါပေမဲ့တောင်းရှောက်ကလုံးဝပြေးလို့မရဘူးကြည့်လိုက်အရင် elevation က600ကျော်တယ် elevation ကတော့များတယ်မဟုတ်တောင်းရှောက်ပဲလမ်းရွယ်တောင်းရှောက်ရှောက်နေနေနည်းညားသွားလိုက်မယ်ကွာအဲ့တော့နည်းနည်းလေးပြေးလိုက်ရှောက်လိုက် power height ပုံစံမျိုး power height ပုံစံမျိုးနည်းနည်းလောက်ပဲသွားမယ်ပေါ့နော်ပူးလဲပါတယ်ဆိုတော့လေအဓိကဘာလို့အဲ့နေရာကိုနည်းနည်းလေးမြန်ရအောင်သွားဒီထိတ်ကိုရအောင်သွားလဲဆိုနီးရန်ပူသွားရင်တော့ပိုပြင်မှန်းမှာသိလားဒီအချိန်လောက်ဆိုကွာနီးလေဟွာလောက်ဖြစ်သွားပြီ17နာဖြူနေအောင် race day address strategy ဆွဲတာတော့ဒီလောက်ပါပဲအရင်ရှိလို့တော့အပြည့်တော့မပြတော့ဘူးပေါ့နော်ဒါကတော့ကွင်းထဲမှာလုံးဝနောက်ဆုံးရိုက်ခဲ့တဲ့ဟာလေးပါမနေ့ဖြန် race day အတွက်ဖြူ ready ဖြစ်နေပြီလို့ပြောနေတာပါဆိုတော့မနေ့ဖြန်အားလုံးပဲတွေ့ကြပါမယ်အားလုံးပဲ see you bye bye